အားလုံးပဲမင်္ဂလာဗျကျွန်တော် Mr. Bean Channel လေးကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့မိတ်ဆွေတို့ကိုမနက်စာဘာချက်ကျွေးမလဲဆိုတော့ကျွန်တော်ကဒီမိုးနဲ့ငရုတ်တီးအကျုပ်ကိုကြော်ထားတဲ့မိုးကြော်ပေါ့နော်အဲ့ဒါလေးကိုချက်ကျွေးပါမယ်ဟုတ်ကဲ့ ready ဖြစ်ပြီဆိုလို့ရှိရင်သမင်းဆိုဝဲမှာဇွန်လေးကင်ပြီးစောင့်နေကြပါလို့ကောင်းပြီပထမဆုံးကျွန်တော်တို့မိုးကြော်ဖို့အတွက်ဆိုလို့ရှိရင်မိုးလေးကိုအရင်ပြင်ထားရမှာပေါ့နော်ကျွန်တော်မိုးပြင်ထားတဲ့ဟာကိုဗီဒီယိုမှာရိုက်လိုက်ရအောင်အဲ့တော့မပြတော့ဘူးเนาะငရုတ်တီးလေးရပဲကြည့်လိုက်ပေါ့နော်ငရုတ်တီးကိုတော့မိတ်ဆွေတို့ကြိုက်တယ်လို့လီးလို့ရတယ်ကျွန်တော်တို့တေချာလေးခွဲပြီးတော့လီးရပေါ့နော်မခွဲချင်တဲ့ဒီတိုင်းရှည်လိုက်လီးလိုက်လို့ရတယ်ပေါ့နော်အတိကတော့သူကဟိုဒီကောင်ကအကျွတ်ဆိုတော့လေလီးလိုက်နဲ့ကျိုးချင်တဲ့နေရာကျိုးရတယ်ပေါ့နော်ပြက်ချင်တဲ့နေရာပြက်တာမဟုတ်ဘူးနဲ့โอเคပြီးလို့ရှိရင်ကျွန်တော်တို့ကြက်တွန်နေကိုလီးမယ်ကြက်တွန်နေကကျတော့သူခဏကြိုင်ထဲ့ကြော်ဖို့ပေါ့နော်စီတက်တဲ့နေရာမှာတုံးမလို့လေနော်ပြီးတော့ကြက်တွန်ဖြူကြိုက်တယ်ဆိုရင်ထည့်ပေါ့နော်မကြိုက်ရင်လည်းမထည့်နဲ့ပေါ့ကျွန်တော်ကတော့ကုံလားလို့မထည့်ရပါပြီးငရုတ်တီးတစ်တောင်းထည့်လိုက်ရပေါ့နော်တစ်တောင်းနှစ်တောင်းပါပဲအဲ့တော့ကျွန်တော်တို့ပထမဆုံးတော့ချက်တွန်နေနဲ့ငရုတ်တီးကိုစီတက်မှာပေါ့နော်ချက်တွန်ဖြူကတော့ကုံလိုက်ဆိုတော့လေစီတက်ပြီးလို့ရှိရင်ခုနကကျွန်တော်ဒီမှာပေါ့နော်ပယ်အဲ့ဒီမိုးပေါ့နော်မိုးရဲ့နောက်ခုနငရုတ်လီးထားတဲ့ငရုတ်တီးအကျွတ်ရဲ့အဲ့ဒါကောင်ကြော်ပါမှာနော်စီထည့်ဆရာမလို့ပေါ့နော်မီးအေးလေးနဲ့ကြော်ပြီးလို့ရှိရင်မိုးကနေပြီးတော့စီထည့်ဆရာမလို့လေရေထည့်ဆရာမလို့ပြောတာရေထည့်ဆရာမလို့ပေါ့နော်မိုးကနေပြီးတော့ဒီရေလေးထွက်လာတယ်ပေါ့နော်ပြီးရင်ကျွန်တော်စားတစုံရုပ်စားတစုံတကြားတစုံအချုံမုံတစုံထည့်ပေးလိုက်ဆိုရပြီပေါ့နော်တကယ်လို့စားချုံမုံမထည့်ချင်ဘူးဆိုလို့ရှိရင်လည်းကြက်သားမုံနှစ်စုံလောက်ထည့်လိုက်လို့ရှိရင်ရပြီပေါ့နော်โอเคမှာတို့ရေထွက်လာတယ်တွေ့လားရေထည့်ဆရာမလို့မုံရေးပါတယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်ကျွန်တော်စားလို့ရပြီပေါ့နော်ဒီမှာဒါတော်တော်လေးကိုစားလို့ကောင်းတယ်ပေါ့နော်ချက်ရတယ်တအားလွယ်တယ်အခုဒီရက်ပိုင်းမိတ်ဆွေတို့ကျွန်တော်ချက်ပြရတဲ့ဒီမှာချက်လို့လွယ်ပြီးစားလို့ကောင်းတဲ့အရာတွေပဲเนาะမိတ်ဆွေတို့ကိုဘာချက်စားရမလဲမသိဘူးဆိုလို့ရှိရင်ရှေ့ရဲ့အရာလေးတွေနဲ့ဒီလိုစားလို့ကောင်းတာလေးတွေချက်စားလို့ရတယ်ပေါ့နော်โอเคဒါဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့မူကြော်လေးရပါပြီကျွန်တော်ရဲ့ channel လေးကို like and subscribe လေးလုပ်ထားပေးခဲ့ကြပါဦးမိတ်ဆွေတို့လည်းထမင်းစားလို့မိန်ကြမယ်လို့မျှော်လင့်ပါတယ်ကျေးဇူးတင်ပါတယ်